အားလုံးပဲမင်္ဂလာပါကျွန်တော် channel မှာလည်းဗီဒီယိုတွေလုံးဝမတင်ပြဘူးပေါ့နော်ကျွန်တော်လည်းမအားတာနဲ့ဒါပေမဲ့ဒီနေ့တော့ဗီဒီယိုတင်နေစိတ်ပေါက်တာနဲ့ဗီဒီယိုလေးတို့တင်ဖို့စိတ်ကူးလိုက်တယ်ပေါ့နော်ကျွန်တော်ပြောပြချင်တာကကျွန်တော်ရဲ့တကယ်လက်ရှိမှာကျွန်တော်ရဲ့ကိုယ်တွေးတွေတကယ်ဖြစ်ရမှန်ပြောပြတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အဲ့ဒီကလေးဘွားတော့ကျွန်တော်ကဘောက်ထောင်မှာနေခဲ့ဘူးလေဘောက်ထောင်မှာနေခဲ့ဘူးတော့အဲ့ဒီမှာကျွန်တော်တို့အဲ့ဒီလွန်ခဲ့တဲ့နှစ်25နှစ်ပတ်ချလဲလောက်ကဘောက်ထော်ကလက်ရှိရန်ကုန်ရဲ့ဘောက်ထော်ပုံစံမျိုးမဟုတ်သေးဘူးအဲ့ဒီအချိန်တုန်းကဘောက်ထော်ဆိုတာကရိုးရိုးတာမန်ဒီလိုဘယ်လိုပြောရမလဲရက်ကွက်လေးရွာလေးပေါ့ရွာဆင်းလောက်ပဲရှိတယ်အဲ့လိုပုံစံမျိုးလေးလွန်ခဲ့တဲ့နှစ်ပေါင်း25နှစ်လောက်တော့နော်အဲ့ဒီမှာအဲ့ဒီရက်ကွက်တစ်ခုတော့ကျွန်တော်နာမည်တော့မင်းနေပါတော့အဲ့ရက်ကွက်တစ်ခုမှာနေတဲ့ချိန်မှာဒီကျွန်တော်တို့ရဲ့လမ်းရဲ့နောက်တစ်လမ်းနှစ်လမ်းကျော်မှာကမူလာတန်းကျောင်းလေးရှိတယ်အဲ့ဒီမူလာတန်းကျောင်းလေးရှိပါတော့ကျွန်တော်တို့တက်တဲ့မူလာတန်းကျောင်းလေးရှိရအဲ့တော့အဲ့ဒီမှာကျွန်တော်တရက်မှာပေါ်တာတွေပေါ့တကယ်ချင်းတွေကျွန်တော်ကလေးတွေလမ်းထဲမှာကျွန်တော်မှမိသေးတယ်အဲ့တော့ဂေါ်လီဖြစ်နေကြဆော့နေကြအယုတ်လေးအဲ့လိုဆော့နေရင်လည်းအချိန်ရလည်းညနေဆောင်နေရိုင်းသိန်းတွင်းချိန်လောက်ရောက်သွားပြီညီကိုမတီးတတိအဲ့လိုအချိန်လောက်ဖြစ်သွားတယ်အဲ့ဒီမှာဘယ်လိုဖြစ်လဲဆိုတော့စောနေနဲ့ကျွန်တော်တို့ဖွဲ့တဲ့ဘော်ဒါတယောက်ကတငယ်ချင်းတယောက်ကကလေးတယောက်ကဒီလိုဆိုတော့ပြင်းလာပြီပေါ့ပြင်းလာပြီငါတို့ကြောင်းနဲ့တွားမယ်ဒီနေ့ကလည်းကြောင်းပိတ်တဲ့ရက်ဆိုတော့စနေနေ့ကြောင်းပိတ်နေချိန်ကြောင်းပိတ်တာပဲငါတို့ကြောင်းတွားမယ်ပြီးရင်ငါတို့ခံနေရငါတို့မြေပြူတွေတွားခိုးပြီးတော့ပြန်လာပြီးတော့မြေပြူနဲ့ပုံဆွဲကြမယ်ဆိုဟာโอเคပေါ့အဲ့အကျန်ကောင်းတယ်ပေါ့ကုန်းတော့လည်းသဘောတူအဲ့လိုနဲ့ကျောင်းထဲမြေပြူခိုးကိုတွားကြအောင်တွားကြတော့အဲ့ဒီမှာကျွန်တော်မှတ်မိတယ်အဲ့ဒီမြင်ဝင်နေကျွန်တော်မှတ်မိတယ်ဒီဘက်မှာရက်ကွက်လေးတွေအိမ်လေးတွေတဲလေးတွေအဲ့လိုမျိုးလေးရှိတယ်တစ်ဖက်မှာကျတော့အဲ့တော့ဘောက်တော်မှာလေကွင်းကြီးတွေတော့အများကြီးရှိသေးတယ်ကွင်းပြင်ကြီးအဲ့လိုလေကွင်းကြီးအဲ့လိုနဲ့ကျွန်တော်တို့မူလာတန်းကျောင်းရောက်ပါတယ်အဲ့ဒီမှာမျက်စိရဲ့မြောင်ပြောရရင်မူလာတန်းကျောင်းတွေကဘယ်လိုရှိလဲဆိုဒီဝင်းထဲမှာဒီဘက်မှာမူလာတန်းကျောင်းရှိတယ်တစ်ဖက်မှာကျတော့အဲ့လိုကစုံကြီးရှိအဲ့ဒီတော့နော်ကစုံငင်းထဲမှာလိုမျိုးလှေလေးတစ်စီးတော့ရှိသေးတယ်ကစုံရလိုက်ခူကစုံငင်းရလိုက်ချိန်အဲ့လိုနဲ့ကျွန်တော်တို့ကျောင်းတွေကိုခိုးဝင်သွားကြဆက်စားနေတော့ချင်းကတော်တော်လေးကမှဘယ်လိုပြောနေအောင်တောက်ကြီးကျွန်တော်မြင်လိုက်တယ်ကောင်းငင်အဲ့လိုနဲ့ကျွန်တော်တို့လို့ကျောင်းနဲ့ခိုးပြီးသွားကြတော့ကျောင်းနဲ့ကျွန်တော်တို့အဲ့ဒီမှာစားဝင်သွားတဲ့အချိန်မှာဒီချန်စီယိုတကလည်းကျောင်းပိတ်ရဆိုတော့တကတော့ခံထားဘယ်လိုပြောတန်ကြိုးနဲ့လိုမျိုးခြီထားပေါ့အဲ့လိုမျိုးပေါ့နော်တော့ကလောင်လေးနဲ့ချိတ်ထားခြီထားကလေးတွေဆိုတော့ညနေရလဲညနေဆောင်နေပြီအဲ့လိုမျိုးမှောင်စားပြိုးနေလို့အဲ့လိုဆိုခိုးဝင်အဲ့ချန်စီယိုတကားတွေကြော်ခွာပြီး၄ယောက်သားခိုးဝင်သွားပြီးတော့မူလာတန်းကျောင်းရဲ့ပင်မဒီတသားတကားကြီးတွေစီရောက်သွားတသားတကားကြီးတကယ်ရွက်ကြီးတော်တော်လေးပါတယ်အဲ့ဒါကလေးတွေလည်းမွတ်လို့လာတော့မသိတော်တော်တုံးဖွင့်ပြီးတော့အဲ့ဒီမှာကျောင်းနဲ့ရောက်တော့မှောင်နေတော်တော်ဘယ်လိုပြောမလဲတကယ်မှောင်မဲပေါ့နော်အရင်မှောင်နေမဟုတ်ပဲနဲ့လို့ညနေဆောင်ဆိုတော့မှောင်မဲဖြစ်နေအဲ့လိုနဲ့အဲ့ဒီမှာကျွန်တော်တို့ရဲ့အခန်းကြတော့ဒီလိုကျောင်းထဲကိုဝင်သွားခြင်းဘယ်ဘက်ကိုချိုးလိုက်ရတယ်တက်ဆက်သွားမယ်ဆိုရင်ဟိုးကော်ရီတာအစိုးလေးဆက်သွားရင်ကျွန်တော်တို့အဲ့ဒီမူလာတန်းကျောင်းလေးရဲ့အိမ်သားတွေရှိတဲ့ဘက်ပေါ့နော်အိမ်သားတွေသွားတဲ့ဘက်ကိုကော်ရီတာတက်သွားရင်အဲ့ဘက်ကိုရောက်တယ်ဒီစာသင်ခန်းတွေကိုပတ်ကြတော့အဲ့ဘက်မဟုတ်ဘဲနဲ့ဒီတကားရရနေဝင်လာပြီးရတယ်ဘယ်ဘက်ကိုချိုးလိုက်စာသင်ခန်းတွေစာပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ရဲ့ဒုတိယမြောက်စာသင်ခန်းတွေကိုကျွန်တော်တို့ဝင်သွားကြတယ်ဝင်သွားတော့ကျွန်တော်တို့စာပြီးတွေးလာတဲ့အတိုင်းပဲအဲ့ဒီခုံပေါ်မှာမြေပြူကဲဘူးလေးရှိတယ်အဲ့ဒီမှာနှိုက်ကြတာပေါ့တယောက်ကို3ချောင်း4ချောင်းအဲ့လိုမျိုးပျော်နေကြတာပေါ့ကလေးတွေဆိုတော့ဟေးရကိုခေနဲ့အဲ့လိုမျိုးရီမောမြေပြူကဲငါတို့ပြန်ကြရအောင်ဆိုပြီးတော့ပြန်ထွက်လာတဲ့ချိန်မှာနော်အဲ့ဒီမှာခုနကဝင်ခဲ့တော့ခုနအဲ့ဒီအိမ်သာဘက်ကိုသွားတယ်ဆိုတော့ကော်ရီတာအဆုံးတက်တဲ့အဲ့ဒါရဒီကျောင်းတကားမကြီးကိုဖွင့်လိုက်တာနဲ့လို့တန်းနေတဲ့လမ်းကြီးပေါ့အဲ့လိုမျိုးကော်ရီတာကြီးတန်း
အဲ့တဲ့ထဲမှာဘာမှမရှိဘူးအဲ့ဒါကိုမြေယူတွေယူပြီးတော့ပြန်ထွက်လာတဲ့အချိန်မှာပြောနေချက်သိအောင်ထားအဲ့ဒါဒီဖြစ်ရကကျွန်တော်ဘဝမှာကလေးဘဝမှာအဲ့ဒီတော့တည်းရဲ့6ကန်လေဆိုပြမယ်လို့အရန်ကြောက်အောင်မှမောင်းစီပေါ့နော်ကလေးလေးမလို့လားမသိအဲ့တော့မနှတန်းရှိမယ်အများဆုံးရှိမှာ2တန်းကျွန်တော်အဲ့ရွယ်ကိုပြန်ထွက်လာတဲ့အချိန်မှာခုနစကားကိုဆက်ရတယ်အဲ့ဒီခုနဘာမှမရှိတဲ့ corridor အစုံဟိုးအိမ်သာဘက်ကိုသွားတယ်ဟိုးခက်လန်းလန်းအစုံတက်နေရမှာအဲ့လိုလူညနေရလဲမှောင်ကလည်းမှောင်နေပြီကျောင်းထဲမှာလည်းအလင်းရောက်အရန်အားနေနေပြီဆိုတော့လူတယောက်ရက်နေသလိုမျိုးတရံပေါ့မမေးအဲ့ဒါကျွန်တော်တို့အဲ့ဒါကိုသတိမထားပဲမြေပြူတွေယူပြီးတော့တကားမိုင်စီပြန်ထွက်လာကြတဲ့အချိန်မှာအဲ့ဒီ corridor အစုံကနေလမ်းအော်တာကျဲရွယ်ပြီးတော့အဲ့ဒီအတန်ကြီးကကျဲတဲ့ပြင်မှာလုံးဝ6ကက်ကက်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကလေးတက်တိုက်ထွက်လာတဲ့အချိန်မှာအဲ့ဒီနေရာနဲ့အဲ့မဲစီရတယ်ဟေးဆိုတဲ့အတန်ဟေးလို့လာတော့တာမန်လူတွေလိုမျိုးဟေးဆိုပြီးတော့အဲ့လိုပြောတာမဟုတ်ဘူးဟေးဆိုတော့အဲ့လိုကြောင်းထဲမှာဆိုလှိုက်ပြီးတော့ရောက်လာတာကျွန်တော်စီအမလန့်ပြီးတော့ဟာဆိုပြီးလှည့်ကြည့်လိုက်တဲ့အချိန်မှာသူအဲ့လို shake ပုံစံပေါ့နော်မမေးဆိုတော့ကျွန်တော်အဲ့ဒီလောက်အကွာဝေးတယ်ဆိုပေမဲ့လည်းအကယ်လို့လူတယောက်သာဆိုရင်တားမယ်လူတယောက်သာဆိုရင်အဲ့ဒီကွာဝေးတယ်ဆိုအောင်လှမ်းကြည့်လိုက်ပစိုးတန်ဒီအင်ဒီတန်ဒီမြင်ရမယ်အဖြူဝတ်တာအဖြူမြင်ရမယ်အပြာဝတ်တာအပြာဝတ်မြင်ရမယ်ပစိုးနဲ့အင်ကြီးကပါရောက်မှာကွဲပြီးတော့အဲ့လိုလူတယောက်ရက်နေလို့မြင်ရမယ်ပေါ့အခုကအဲ့လိုမဟုတ်ဘဲနဲ့လုံးဝ shake ကြီးဗျာလို့မမေးခေါင်းစားချေဆုံးမဲနေတာမျိုးအဲ့လိုမတက်ရက်ဟေးဆိုတဲ့အခုဒီနားထဲမှာပြန်ဆွဲပြောနေတယ်တက်တယ်အဲ့ဒါကြီးကိုလည်းမြင်နေမျိုးကိုတော့လမ်းဖြန်ပြီးကျွန်တော်တို့ဖွဲ့လို့၄ယောက်လို့လမ်းဖြန်ပြီးထွက်ပြေးကြဟာပြီဆိုအဲ့ဒါကြီးလိုက်တော့မလိုက်တော့အဲ့နေရာမှာမတက်ရက်ထွက်ပြေးတဲ့အချိန်မှာရုတ်တရက်ခုန၄ယောက်တုံးဖွင့်ရတဲ့တစ်သားတစ်ပိုင်းနဲ့ချက်လေးလည်းမတိုက်ပါပဲအဲ့လိုမျိုးကျွီပိတ်တော့သူ့လိုကြောက်ဆိုပိတ်တော့အဲ့ဒါယူအတင်းနဲ့တုံးဖွင့်ပြီးတော့ချန်စီယိုတွေကုတ်ဖဲပြီးတက်အမှဘောင်းပြီးပြဲတဲ့ကောင်တွေကပြုတ်ကြတဲ့ကောင်တွေပြုတ်ကြတယ်အဲ့လိုရုံးစံကလေးပြေးတာမြေပြူတွေလည်းပဲပြုတ်ကြတယ်မသိဘူးနောက်တစ်ပတ်ကျောင်းပြန်ရောက်တော့မှကျောင်းထဲမှာဆရာမတွေအလုပ်တွေရှုံနေကြတယ်လုံးနဲ့အုံပွဲတွေနဲ့ပြောပွဲတွေနဲ့အဲ့ကစုံငင်းသားမှာခုံနေနဲ့တင်တာဖုန်းကြီးတွေကြွားဘာဖြစ်တာလဲပေါ့နောက်မှတည်ရကျွန်တော်တို့မြေပြူသွားခိုးတယ်ရမှာပဲเนาะကျွန်တော်တို့ကတနင်္ဂနွေနေ့မြေပြူသွားခိုးတယ်ဆိုရင်ကျောင်းကစနေနေ့2ရက်ပိတ်တာဆိုစနေနေ့မှာအဲ့ဒီကျောင်းမှာနေတဲ့ကျောင်းဆောင်ဦးလေးကြီးကတယောက်တည်းနေတာเนาะသူကအဲ့လိုမျိုးကျောင်းဆောင်ဦးလေးကြီးသူကအဲ့လိုမျိုးအရင်နေပါတော့ဆိုအဲ့ဒီကျောင်းဆောင်ဦးလေးကြီးအဲ့ဒီစနေနေ့မှာကျွန်တော်တို့မြေယူသွားမခိုးခင်ရှေ့တရက်စနေနေ့မှာသူကအရက်တောက်ပြီးတော့သူအမီးတွေပါလုံးဖို့နဲ့တူပါတယ်ကစုံခင်းနဲ့ကစုံရဆင်းခူတာအဲ့လိုမျိုးကစုံရခူပြီးတော့အရက်တောက်တာတဲ့ချိန်နဲ့ဆိုအဲ့ဒီကစုံခင်းထဲမှာလှီမှောက်ပြီးတော့တာမန်လူဆိုရင်တော့မသေးဘူးပေါ့ဗျာကစုံခင်းထဲမှာဟိုကိုတဝက်လောက်ခြေခါလောက်ထိပဲမြုပ်တာဆိုတော့ဒါပေမဲ့မူးနေတဲ့လူဆိုသူ့ဟာနဲ့သူလှေမောက်ပြီးတော့အဲ့ဒီလှေကသူ့ကိုပြန်ပြီးရိုက်တယ်လို့ဖြစ်ပြီးတော့သူကလှေနဲ့ရေနဲ့ကြားထဲမှာလို့လုံးခတ်ပြီးတော့မူးနေအဲ့ဒီကစုံငင်းထဲမှာရေနဲ့ပြီးတော့အဲ့လိုမှောက်ခုံပေးနေအဲ့ဒါကြောင်းလာတော့မှကြောင်းပြန်ဖွင့်တော့မှတီးကြတာတကယ်တော့ကျွန်တော်တို့သွားခိုးတယ်တနင်္ဂနွေနေ့မှာသူကကစုံငင်းထဲမှာပေးနေပြီအလောင်းကြီးရှိနေပြီမသိဘူးကလေးတွေဆိုဘဝမှာအဲ့ဒီငယ်ဘဝတော့ကြုံခဲ့ရတယ်အဲ့ဒီဖြစ်ရကတော့တကယ်ကိုအခုချိန်ကြီးဒါကအခုချိန်မှာပြန်ပြောတယ်တချို့လူတွေကြတော့အားဆောက်တော့ကွာအဲ့လိုအကြောင်းမကောင်းပါဘူး
ဘာကြီးလဲနော်မဟုတ်ကျွန်တော်ကကြတော့ကိုယ်တိုင်ကြုံခဲ့ရဖြစ်တယ်ဘဝမှာတရေကိုအဲ့လိုမျိုးအကောင်လိုက်ထဲလိုက်ဆိုလို့အဲ့ဒီတခါတရေထင်းထင်းရှားရှားလို့ပြောမှာပေါ့နော်မျက်စိနဲ့တက်အမြင်ဒါပေမဲ့လုံးဝအဲ့လိုမမဲရှိတ်ကြီးလူတယောက်ပုံစံမျိုးအဲ့လိုအမဲကြီးပဲမြင်ခဲ့ရတာနော်အဲ့ဒါတခုနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ဒီကျွန်တော်ရက်ွက်ထဲမှာဖြစ်သွားတယ်ဟာပေါ့နော်ရက်ွက်ထဲမှာဖြစ်သွားတယ်အဲ့ဒါကတော့ကျွန်တော်ကြုံတာတော့မဟုတ်ဘူးကျွန်တော်တို့တငယ်ချင်းရဲ့အမေပေါ့အဲ့ဒီအနီးကြုံခဲ့ရတဲ့အရာပေါ့နော်အဲ့ဒါလေးကျွန်တော်ပြောပြအဲ့ဒါကဘာလဲဆိုတော့ဒီအကြောင်းအရာကကျွန်တော်တို့တောင်ကုန်မြို့နယ်မှာဖြစ်သွားတောင်ကုန်မြို့နယ်မှာဖြစ်သွားရအောင်နော်ဟိုးလွန်ခဲ့တဲ့ဒီ15နှစ်ပတ်ချတယ်လောက်ကလွန်ခဲ့တဲ့15နှစ်ပတ်ချတယ်လောက်ကတောင်ကုန်မှာအဲ့ဒီချိန်တုန်းကအဲ့လိုမျိုးခုလိုမျိုးတောင်ကုန်ရဲ့စီကားနေရမျိုးမဟုတ်သေးအိမ်လေးတွေလမ်းလေးဆိုလည်းမြင်းကြီးလမ်းလေးတွေအိမ်ကနေလှမ်းကြည့်လိုက်ဈေးတွေကားဂိတ်တွေပါတယ်ဆိုလမ်းမြင်နေရတယ်ကြားထဲမှာခုလိုမျိုးတိုက်တွေခြံတွေအိမ်တွေပြုတ်သိမ့်နေအောင်မရှိသေးဘူးပေါ့နော်အဲ့ဒီချိန်တော့အဲ့ဒီမှာတရက်မှာသူ့ရဲ့အမေကအဲ့လိုမျိုးမနက်ဆိုရင်ဈေးကြိုသွားတယ်မနက်3နာရီလောက်ဆိုသူတို့ထားကြပြီမနက်3နာရီလောက်ဆိုထားပြင်ဆင်3နာရီခွဲလောက်ဆိုရင်အိမ်ကနေထွက်သွားကြပြီလမ်းထိပ်ကကားဂိတ်ကိုသွားကြပါတော့အဲ့ဒီမှာသူတို့ဈေးကြိုကလာမယ်သူတို့အဲ့ဒါနဲ့ဟိုးတကင်းကုန်ဈေးတွေပါတော့မှကုန်စိမ်းတွေသွားယူပြီးတော့မနက်6နာရီလောက်ဆိုပြန်ရောက်လာကြပြီးတော့ဒီရက်ကွက်ကဈေးထဲမှာစိုက်ခင်းပြီးတော့ကုန်စိမ်းရောင်းတာပေါ့နော်သူမိသူပြန်ပြောပြတာတရက်မှာအဲ့ဒီတော်ကြီးကအိမ်ကိုဈေးကျသွားမယ်ဆိုပြီးတော့ထွက်သွားပြီးတော့တိတ်မကြခင်မှာပဲဟိုဘယ်လိုဂမူးရှူရိုးကြီးနဲ့ပြန်ပြေးလာတာပါဇက်ကလည်းတွတ်နဲ့အဲ့လိုမျိုးတပတ်ကြီးအမလေးတပတ်ကြီးအမလေးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေတူရနေတယ်အော်ဟစ်ပြီးတော့ပြန်ရောက်လာအဲ့မှာအိမ်ကလူတွေလမ်းပြန်ဘာဖြစ်တာလဲဘာဖြစ်လို့သူ့ဖះပေးရည်တွေပါတိုက်ဖះစင်အောင်မှထားအဲ့လိုနဲ့နားနှက်မနေနားနှက်ပြီးတော့တော်တော်လေးသတိပြန်လဲလာတော့မှအဲ့ဒီတော့ရပြပြအောင်နော်သူကြုံခဲ့ရတယ်ဖြစ်ဖြစ်အခုကျွန်တော်ပြန်ပြောပြမှာအဲ့ဒီဖြစ်ပြတော်တော်လေးကြောက်ဖို့ကောင်းတယ်ပေါ့နော်ဟိုပုံမှန်ဆိုရင်သူကသူ့တက်လုံးလဲဒီလမ်းတွေဒီအချိန်လေးထားပြီးတော့ဒီလမ်းတွေကိုဖြတ်တန်းသွားလာပြီးဈေးသွားကြိုပြန်လာလောက်ကင်စားတော့သူ့တက်လုံးတခါမှသူကြုံခဲ့ဒါပေမဲ့အဲ့ဒီနေ့တည်းရပါပုံမှန်တိုင်းပဲမ3နာရီခွဲလောက်3နာရီလောက်ထားပြီးတော့သူပြင်ဆင်တယ်တအိမ်လုံးကတော့ဒိန်းသားလုံးနေရအိမ်နေရပါတော့အဲ့ဒီချိန်ကြီးဆိုသူတယောက်ပဲအဲ့လိုမျိုးသူအများနဲ့လုံနေကြတိုင်းပဲသူထားပြင်ဆင်ဖျားစင်မှာဗာညာဖျောင်းလိုက်နေပါတယ်ထောင်းတောက်တော်ကြီးတွေပါတယ်ကပ်ပြီးတော့စီးသွားတော့မယ်ပေါ့သူစီးကြသွားတော့သူချင်းတော်ရှိတယ်ကြီးရွယ်လို့နီးချင်းအဲ့ဒါယူတဲပြီးတော့လောက်တော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့သူအမြဲတမ်းနေတဲ့သူကဖြတ်နေကြအတိုင်းပဲအဲ့ဒီသူတို့ရောင်းတဲ့ဈေးလမ်းရှိတယ်သူတို့ရောင်းတဲ့ရက်ကွက်ဈေးလေးရှိရပါတော့အဲ့ဒီဈေးကနေဖြတ်ပြီးတော့ကားလေးကိုသွားတော့သူအမြဲတမ်းအဲ့ဒီဈေးလမ်းကိုဖြတ်နေကြဒါပေမဲ့သူဖြတ်တဲ့ချိန်3နာရီခွဲဆိုတာတော့3နာရီခွဲဆိုတာမလင်းသေးဘူးလေပေါင်မဲနေရအဲ့လိုနဲ့သူပုံမှန်တိုင်းပဲသူလမ်းလျှောက်လာတော့ဈေးတွေကိုရောက်တဲ့အချိန်မှာတဲ့ဈေးဆိုတော့တည်တဲ့အတိုင်းပဲပေါ့နော်ဈေးထဲမှာဒီပဇွန်တွေရောင်းတဲ့ခုံတွေရှိတယ်ဝတ်သားတွေတက်သားတွေငါးတွေရောင်းတဲ့ခုံတွေရှိသားသိန်းငါးသိန်းမရောင်းတဲ့ခုံတွေလည်းရှိတယ်ပေါ့နော်တည်ရွက်ရောင်းတဲ့ခုံတွေလည်းရှိတယ်ဒါမျိုးပေါ့အဲ့လိုမျိုးသူဈေးထဲကနေဖြတ်လာချိန်မှာသူ့ရဲ့အဲ့ဒီခလန်းလာပေါ့လမ်းမြင်ရတော့တဲ့ကွာဝေးတစ်ခုရောက်တော့အဲ့ဒီခုံတစ်ခုပေါ်မှာလို့စောင်းကြောင်ထိုင်နေတာတဲ့လူတယောက်ပုံစံမျိုးပေါ့နော်စောင်းကြောင်ကြီးထိုင်နေဈေးကုံကြီးပေါ်မှာလို့စောင်းကြောင်ကြီးထိုင်နေအဲ့လိုနဲ့သူရုပ်တရက်လမ်းကြည့်လိုက်တော့အရက်သမားတွေအမုန်းသမားတွေဈေးကုံမှာလာအိတ်တယ်လာနေတယ်ပေါ့လာအိတ်နေတယ်ပေါ့သူအဲ့လိုပဲထင်လိုက်တယ်ဘာကြောင့်လဲဆို
ဟိုတခါလေးကြိုင်းတဲ့အဲ့လိုမျိုးရက်တောက်ပြီးမူယူပြီးတော့အဲ့လိုဈေးကုန်းတွေမှာလိုက်ကြရလို့လည်းရှိတော့အဲ့လိုပဲထင်ပြီးတော့ခက်လန်းဆက်သွားနေတယ်တေးသေးချာချာနည်းနည်းမြင်ရတဲ့အကွာဝေးတစ်ခုရောက်လာတော့အဲ့တော့သူနှမ်းမြင်နေတာစောင်းကြောင်ခုနစောင်းကြောင်ထိုင်နေတယ်ဆိုတဲ့ဟာကြီးအကောင်ကြီးနဲ့ကြီးလာဈေးကုန်ခုနမြင်ရတဲ့အကွာဝေးလောက်တော့တာမန်လူလောက်ပဲလူတယောက်စောင်းကြောင်ထိုင်နေတဲ့ပုံစံလောက်ဒါပေမဲ့သူနည်းနည်းလှမ်းမြင်ရတဲ့အကွာဝေးတစ်ခုရောက်တဲ့အချိန်မှာအဲ့ဒီကောင်ကြီးနဲ့ကြီးလာသူကလူကမတဲဝဲဘူးမနေ့3နာရီခွဲဈေးလူကဆိုတာဒါမျိုးလည်းသူတခါမလို့ငါပဲအမြင်မှားတာလားခုနကကြီးလာတယ်လို့ပဲဝဲသူအဲ့လိုတွေးနေချိန်ပါပဲတဲ့အဲ့ဒီဟာကြီးဒီဘက်ဈေးကောင်ကနေပြီးတော့မျက်နှာချင်းတာဟိုဘက်ဈေးကောင်စီကိုအဲ့လိုလက်ကြီးအရှိကြီးထွက်ပြီးတော့ဒီလိုလက်ကြီးအရှိကြီးထွက်ဟိုဘက်ဈေးကောင်မှာဒီမနေ့ကရောင်းခဲ့တဲ့ပဇွန်တွေငါးတွေအခွန်တွေအကြီးကောင်တွေချစ်ပြီးတော့ခုံဘေးမှာပုံထားတဲ့အညီဟောက်ပုံရှိတယ်အဲ့ဒါဈေးမနက်ဖွင့်ပြီးဆိုတော့မှအဲ့လိုမျိုးအမိုက်လဲသိမ်းတဲ့လူကလာသိမ်းတာအဲ့လိုဆိုအဲ့အညီဟောက်ပုံကြီးကိုလှမ်းပြီးတော့လက်ကြီးနဲ့နှိုက်အဲ့လိုလှမ်းလိုက်ပြီးအဲ့လက်ကြီးရှည်ကြီးပြန်ရောက်လာပြီးတော့လို့ပါဇက်ကြီးနဲ့အဲ့လိုမျိုးဝါဆိုလို့စားနေတာအဲ့လိုဟာသူကအဲ့ဒါယူမျက်စိနဲ့လို့အဲ့လိုမြင်ပြီးကြောက်သွားတာရုပ်တရက်အဲ့လိုကြောက်သွားပြီးတော့တွေးလန့်အဲ့ယူကြည့်နေချင်းအဲ့ရစားနေတဲ့ရုပ်တရက်ကြီးအဲ့လိုသူ့ဘက်ကဒီလိုလှည့်လာပြီးတော့ခေါင်းကြီးပဲလှည့်လာသူ့ကိုလှမ်းကြည့်လိုက်တာသူ့ဘက်ကိုလှည့်တော့မှသူမျက်နှာကိုမြင်ရတာတဲ့ဒီနေရွက်ကြီးတွေကလည်းလို့ရှည်အပြားလိုက်အချက်လိုက်မျက်လုံးကြီးလည်းလို့ဝိုင်းဝိုင်းရေးပါဇက်လေးတီတီလေးအဲ့လိုပုံစံတာပေါ့နော်အဲ့လိုဟာကြီးအဲ့ဒါကိုမြင်တယ်ပြီးတော့အမှ shop အဲ့ဒီတော့ကြီးဘောမှာသူ့တက်တဲ့တော့တခါမှဒါမျိုးလည်းမကြုံဘူးတည်းရဲဆိုတာလည်းမချောက်ခံဘူးသူကဆိုမနဲ့ဈေးကြုံညကြဈေးမနဲ့ဈေးသူကပုံမှန်လေးပဲနဲ့ပွားတော့ဟာအဲ့ဒီမှာသူအိမ်ကိုလုံးဝကွန်ပျူတာကိုပြန်ပြေးလာအဲ့ဒါပြေးရမယ်ကျွန်တော်ရောက်ပါတယ်မှာကျွန်တော်ပေါ်လာအမေကြုံတယ်တကယ်ပြေးရမယ်အဲ့ဒီဈေးရတယ်အရင်နာမည်ကြီးဈေးကကြီးမဟုတ်သေးလေးနဲ့အရင်နာမည်ကြီးအဲ့ဒီမှာသူကွန်ပျူတာကိုလည်းအိမ်ကိုပြန်ပြေးလာပြီခုနကကျွန်တော်အစားမပြောရတာဟာတည်းတပတ်ကြီးတယ်မလားအဲ့လိုဖြစ်ပြီးပြန်ရောက်လာပြီးတော့နောက်4-5 ရက်လောက်ကသူဈေးမထွက်နိုင်တော့အဲဈေးကိုလည်းသူ trauma ဖြစ်သွားတော့ပြောရကြောက်သွားကားဂိတ်ကိုနောက်ပိုင်းမှာသူနေပြန်ကောင်းပြီးတော့ဈေးပြန်သွားကြိုးတဲ့အချိန်မှာသူသွားနေကြတဲ့အအဲ့ဒီဈေးကမဖြတ်သွားတော့ဘဲနဲ့ဟိုးလမ်း2လမ်းလောက်ကိုတပတ်ကြီးပတ်ပြီးတော့ကားဂိတ်ကိုပဲသွားတော့တယ်တဲ့လုံးဝအဲ့ဒီနေရာနေတော့မသွားရတော့ဆိုဒီနေ့မှာကျွန်တော်ပြောပြပေးခဲ့တဲ့အကြောင်းအရာနှစ်ခုလုံးကကျွန်တော်ပေါ်ရမှာကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့အကြောင်းအရာကျွန်တော်ပေါ်တာတင်ခဲ့ခြင်းအမေကြုံတွေ့ခဲ့တာကျွန်တော်တို့တကယ်လေးကျွန်တော်ရက်ွက်တဲ့ဈေးလေးမှာဖြစ်ခဲ့တဲ့အကြောင်းအရာကျွန်တော်ပြောပြပြီးပါဖြစ်တယ်နောက်တစ်ခေါက်တင်မဲ့ဗီဒီယိုမှာလည်းကျွန်တော်ဒီနိုင်ငံသားရောက်ပြီးမှကြုံခဲ့မှုတဲ့အကြောင်းအရာတစ်ခုပြောပြမယ်နောက်ထပ်ကျွန်တော်တို့နဲ့တည်တဲ့ကျွန်တော်တို့ရဲ့အရန်ရင်းနေတဲ့ဦးလေးသူခြံတကွဝယ်ပြီးတော့အဲ့ဒီခြံထဲကတစ်ပင်မှာထူးထူးဆန်းဆန်းကြုံခဲ့တဲ့အကြောင်းအရာတစ်ခုကျွန်တော်ထပ်ပြောပြမယ်ပေါ့နော်ကျွန်တော်စီကိုလည်းအကြောင်းအရာလေးကျွန်တော်ပြောပြစီခြင်းကျွန်တော်လည်းပို့ပေးလို့ရတယ်ကျွန်တော်ပြန်ပြီးတော့ပြောပြပေးမယ်ပေါ့နော်အားလုံးပဲဆို see you next video မှာပြန်တွေ့ကြမယ် bye bye